စိတ်နှပန်လွတ်ပါတယ်ဗျစိတ်နှပန်ကတော့ကျွန်တော်တို့အေးသာယာကနေပြီးတော့ဇွဲလူငယ်ဖြစ်ပါတယ်ကုဆိုးရာလို့အမည်ပေးခဲ့ပါတယ်ဒါကြောင့်မို့အေးပြီးတော့အေးချမ်းသာယာတဲ့မြို့ကိုအေးသာယာလို့ပဲခေါ်တွေ့ပါတယ်အခုဒီဘုံမြန်ကြီးဟာကျွန်တော်တို့မိုင်းပြေဝပြီးဖြစ်တဲ့အတွက်အောက်ဆွဲပြောင်းကိုချက်မှာဖြစ်ပါတယ်ဒီဘုံမြန်ကြာခင်ဗျာဒီဘုံမြန်ကြီးကိုတပတ်လက်ပြီးတော့ပြပေးဖို့မြစ်တရားခါပါတယ်ဒီဘုံပြန်ကိုတပတ်လက်ပြပေးဖို့မြစ်တရားခါပါတယ်ဒေသယာမီဘိုးဆိုမင်းဒီဘုံပြန်တပတ်လက်ပေးပါဟောပါတယ်ခင်ဗျာအောက်ပါအောက်တယ်ခင်ဗျာကောင်းပါတယ်ခင်ဗျာအယူစားတဲ့အယူစားလေးတွေကောင်းမယ်ကျွန်တော်တို့ရှိတ်နဲ့ယူထားတဲ့သဘောပါဗျာအကြီးပုံပုံပဲနဲ့ကျွန်တော်တို့ပြီးနဲ့ကျွန်တော်တို့အရင်ရှိတ်ကိုထုတ်ထားတာရှားပါတဲ့ကျွန်တော်တို့ဒီပညာမျိုးကရှားမိများကထုတ်ပြီးတော့အမဲရောင်ချက်ရတာတော့လည်း